ဒီနေ့တော့ပဲထမင်းကိုထမင်းပေါင်းနဲ့မချက်ဖ ೇನೆ ရိုးမိဖို့လေးနဲ့ချက်ပါမယ်အရင်ဆုံးထောပတ်နဲ့စီနဲ့ကိုထည့်လိုက်တယ်ဒီနေ့အရန်အလှင်လိုနေရတဲ့ပိုတက်သွန်ဒီကြော်လေးလည်းသုံးလိုက်ပါတယ်ရေကတော့ထမင်းချက်တယ်လို့ပဲကိုချက်တဲ့ဆန်အရေအတွက်ပေါ်မူတည်ပြီးတော့ချိန်ဆပြီးထည့်ရုံပါပဲအရသာတော့ကတော့စားရမှုန်ဟင်းခတ်မှုန်ရဲ့တကြားလေးရဲ့ထည့်တယ်ရေစူလာပြီးဆိုရင်ဆန်ထည့်တယ်ပို့အမှလေးညင်းနဲ့ဖာလာထည့်ဖို့မိကြံခဲ့လို့ပြန်ထည့်လိုက်ပါတယ်ရေကုန်ခါနီအခုလိုနေထားလေးဖြစ်တယ်ဆိုရင်ကလဘဲထည့်ပါမယ်ကလဘဲကိုတော့တေချဘိုးခေါင်းနဲ့ကရဝေးရနဲ့ထည့်ပြီးတော့ပြုတ်ထားတာပါအခုလိုနေထားလေးရနေပြီဆိုရင်အထက်အောက်တစ်ခါလောက်မှွေပေးပါနောက်ထပ်9မိနစ်10မိနစ်လောက်နှက်ထားလိုက်ပြီဆိုရင်ပဲထမင်းမှုမွေးလေးရပါပြီပိုးရပဲထမင်းလေးကထောဖက်နံလေးတင်ပြီးတော့အရန်အောင်စားလို့ကောင်းပါတယ်ရှင်အမဲသားကိုတော့ကြက်သွန်အနီအဖြူချင်းမဆလာလေးနဲ့စီတက်ပြီးတော့အနှစ်များများစီနှင်းနဲ့အချင်းကြကြလေးနှက်ထားပါဒါတော့ပိုးနောက်ကြရင်တေချာလေးတင်ပေးပါမယ်ရှင်ဘာလဲချောင်းကြော်လို့မိတူးတယ်ဆိုရင်ပိုးကြော်သူလိုလေးကြော်ကြည့်ပါအရင်ဆုံးစီထည့်ပြီးတော့စီစုအောင်တဲပါပြီးရနဲ့မီးပိတ်ဒါတော့ငရုတ်သီးခွဲချက်နဲ့ပစုံချက်ကိုပိုးကျိတ်ထားတာရတာအတွက်ကစားနဲ့မှုန်ဟင်းကမုန်နဲ့ထည့်တယ်ပြီးတော့ကြက်သွန်နီကြော်ရဲ့အဖြူကြော်ရဲ့ထည့်ပြီးတော့မှုန်လိုက်ခင်ဘလက်ချောင်းကြော်တွတ်တွတ်ရွရွလေးရပါပြီရှင်ကိုယ်တိုင်လုပ်ထားတဲ့တရက်သီးစားရင်စိန်လေးရှိတော့တရက်သီးစားရင်စိန်လေးကိုတုပ်ပါမယ်ကြက်သွန်စိန်ရဲ့နန်းနန်းမရဲ့ငရုတ်သီးစိန်ရဲ့စားရဲ့မှုန်ဟင်းခတ်မုန်လေးကိုစီပိုင်ုံလေးထည့်ပြီးတော့တုပ်တာပါဒါဆိုရင်တော့ထောပတ်နဲ့မွေးမွေးလေးနဲ့ပဲထမင်းရဲ့အမဲနဲ့အီလေးနဲ့အတူပစုံကြောက်ဘာလက်ချောင်းကြောကျွတ်ကျွတ်ရွရွလေးနဲ့တရက်သီးစားရင်စိန်တုပ်လေးရပါပြီရှင်ပိုးရဲ့အပိုင်နိုင်ဆုံးမီနူးတွေထဲမှာဆိုရင်ပဲထမင်းတွေထုံးပဲထမင်းတွေကတစ်ခုအပါဝင်ပါပိုးချက်တဲ့ပဲထမင်းတွေထုံးပဲထမင်းကိုစားဘူးတဲ့လူတိုင်းကအရန်ကြိုက်ကြပါတယ်အဲ့ဒါကြောင့်လိုက်ချက်စားကြည့်ပါချက်ကြည့်လို့အဆင်မပြေရင်လည်းပိုးကိုပြန်မေးလို့ရပါတယ်ရှင်